ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဆရာမတို့အနောက်ဘက် education ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့အတွက်သင်ခန်းစာကတော့တတိယနဲ့သင်ချအခန်း3အချိန်နဲ့ကြာတော့အချိန်ကိုသင်ကြားပြသပေးသွားမှာဖြစ်ပါတယ်ကဲသားတို့သမီးတို့ရေအားလုံးစိတ်ပါဝင်စားစွာလိုက်နားထောင်မယ်နော်ဟုတ်ပြီဆရာမတို့စာသင်ခန်းစာတွေကိုမသင်ခင်မှာစပြီးတော့ဟာကိုသိထားတဲ့ဟာလေးကိုနည်းနည်းပြန်နှွှေးမယ်ပေါ့နော်โอเคအချိန်တိုင်းတာမှုများ60စက္ကန့်တစ်မိနစ်ပေါ့နော်ဒါဆိုစက္ကန့်60တစ်မိနစ်မိနစ်60တစ်နာရီ24နာရီတစ်ရက်9ရက်တစ်ပတ်အာ4ပတ်သို့မဟုတ်ရက်ပေါင်း30ဆိုလို့ရှိရင်တစ်လ12လဒါမှမဟုတ်ရှင်52ပတ်ဆိုလို့ရှိရင်ဆရာမတို့တစ်နှစ်လို့ပြောမယ်ပေါ့နော်โอเค อืมဒီမှာအာဒီမှာဆိုလို့ရှိရင်၄ပတ်ဆိုတာကကြတော့ပုံမှန်အဖြစ်ပြောတာပေါ့နော်ရက်ပေါင်းက30တည်းဖြစ်ချင်းဖြစ်မဲ့ခါကြလို့ရှိရင်တချို့လတွေမှာဆိုလို့ရှိရင်နော်34ရက်ရှိရဲ့တချို့လမှာဆိုလို့ရှိရင်နော်28ရက်ပဲရှိတယ်ဖေဖော်ဝါရီလမှာဆိုဆရာမတို့28ရက်ပဲရှိရပါတော့ပြီးရင်12လသို့မဟုတ်52ပတ်ဆိုလို့ရှိရင်တစ်နှစ်ပေါ့နော်အမှန်မှပြီးရင်ဆရာမတို့နောက်တစ်ခုအဲထပ်ရေးမယ်ဆရာမတော့တစ်နှစ်ရက်နဲ့ဆိုရင်တစ်နှစ်မှာရက်နဲ့ဆိုဘယ်နှစ်ရက်ရှိမလို့ဟဲ့360နဲ့မှ9ရက်ဟုတ်ပြီ365ရက်မှာတစ်နှစ်ရှိပါတယ်အဲ့ဒါဆိုရမယ်နော်ပြီးတော့ဒီမှာဆိုလို့ရှိရင်ပုံလေးကိုကြည့်ရအောင်ပုံမှာဆိုလို့ရှိရင်ဒီလိုမျိုးအာအရှိဆုံးနဲ့တန်ပေါ့နော်အရှိဆုံးနဲ့တန်ဆိုလို့ရှိရင်အားအောင်ဆင်မတော့ကစက္ကန့်စက္ကန့်လို့ခေါ်မယ်ပေါ့နော်ဒီစက္ကန့်သွားဘနဲ့သွားမှာပေါ့နော်မြန်မြန်လေးသွားမှာတူထန်တဲ့နည်းလေးတူပါမယ်နှင်းနှင်းနည်းနည်းနှင်းနှင်းသွားမယ်ဟာတော့မိနစ်ပေါ့နော်ပြီးရင်ဒီမှာဆိုလို့ရှိရင်အာဒီအတူဆုံးလေးပေါ့နော်အတူဆုံးလေးကကြတော့နာရီလက်တံပေါ့ကဲဒီမှာဒီနာရီကိုကြည့်ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာ7နဲ့6နဲ့တန်းတန်း3နဲ့9နဲ့တန်းတန်းပါအဲဒီလိုမျိုးသွားမှာပေါ့နော်နာရီလက်တံတိုင်းလဲတယ်ဆိုလို့ရှိရင်ဒီလိုမျိုးလဲပါမှာပေါ့နော်อืมကဲဒီနာဟာလေးက1မိနစ်2မိနစ်3မိနစ်4မိနစ်5မိနစ်အဲ့လိုမျိုးသွားတာပေါ့နော်အဲ့လိုမျိုး5မိနစ်ပြီးရင်ဒီမှာ10မိနစ်15မိနစ်ပြီးရင်20ပေါ့နော်အခုဒီမှာဆိုလို့ရှိရင်သူက12အတိကိုပြနေဆိုတော့ဒါက3နိုင်အတိပေါ့နော်နိုင်လေးကိုတေချာပြန်ကြည့်တာအောင်လုပ်ထားမယ်နော်အာအခုတော်တော်များများဒီကလေးတွေကကြတော့အာအိမ်မာကအိမ်မာကတော့မဟုတ်ဘောနော်အဲ့လိုမျိုး digital ဒီဖုန်းတို့ဘာလို့လဲပဲဒီလိုလေးတွေပဲကြည့်နေကြဆိုတော့ဒီလိုနိုင်ကြလို့ရှိရင်တိတ်ပြီးတော့မကြည့်တတ်ကြဘူးအဲဆိုနိုင်မကြည့်တော့ဘူးဆိုလို့ရှိရင်အာဒီအခန်းကဒီအချိန်နဲ့ကြာတော့အချိန်စာသင်ခန်းစာနည်းနည်းခက်လိမ့်မယ်ပေါ့နော်အာစောနာရီလေးကိုကြည်တာပြန်နှွှေးထားကြပါอืมဟုတ်ပြီနော်အဲဆိုဆရာမတို့နောက်တစ်ခုကိုသွားပါမယ်ရှင်อืมဒီမှာပု္ပ္ပာလာပြီပု္ပ္ပာကတော့အခန်းသုံးဒီမှာပေါ့နော်ပု္ပ္ပာနံပါတ်1ပေါ့နော်ခဲ့ဖတ်ကြည့်ကြည့်မယ်တစင်ကျောင်းသွားဖို့မနက်9:50မိနစ်မှာအိမ်ကထွက်တယ်တဲ့ကျောင်းကိုရောက်ဖို့30မိနစ်ကြာတယ်ဘယ်အချိန်မှသူကျောင်းကိုရောက်မလဲဒီမှာဆီယမအနာရီပုံလေးပေးထားတယ်ဒါပုံလေးဆောင်ထည့်ရပု္ပ္ပာပဲနော်ကဲမနက်9:50မိနစ်ဆိုတော့တားတို့သမီးတို့စဉ်းစားကြည့်အောင်ဟဲ့မနက်9:50မိနစ်9:50မိနစ်ဆိုတာ8နာရီထိုးဖို့ဘယ်နှမိနစ်ပဲလိုတော့တာ8နာရီထိုးဖို့10မိနစ်ပဲလိုတော့တာနော်8နာရီစမတူလေးတယ်8နာရီထိုးဖို့10မိနစ်နော်9:50မိနစ်ဆိုတော့ဆရာမတို့ဒီမှာနာရီလက်တံအတူလေးပေါ့နော်ဒီနာရီလက်တံလေးရကြတော့9နဲ့8ကြားမှာတော့ရှိပေမဲ့8နာရီထိုးဖို့10မိနစ်ပဲလိုရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့နာရီလက်တံအတူလေးက8နဲ့နီးနေပြီပေါ့နော်8နဲ့နီးနေပြီနော်အဲ့လိုမျိုးမှာတချို့ကလေးလေးတွေကဘာဖြစ်တယ်လဲဆိုလို့ရှိရင်ဒီနာရီလက်တံကိုကြည့်ပြီးတော့နာရီလက်တံက8မှာရောက်နေတယ်ဒီဟာကတော့30ဆိုပြီးတော့8:50မိနစ်လို့မှားပြီးတော့ပြောတတ်ကြတယ်တတိထားမယ်နော်ဒီနာရီလက်တံအတူလေးကရှစ်နဲ့တော့နီးနေပြီရှစ်နဲ့နီးနေပြီရှစ်ကိုလည်းထိုးချင်ထိုးနေလိမ့်မယ်ဒါပေမဲ့ဒီလက်တံ
မိနစ်လက်တန်ကဒီ30မှာရောက်နေဆို30ဆို50ပေါ့နော်မိနစ်50မှာရောက်နေရဆိုလို့ရှိရင်ဒါက9နာရီနဲ့50မိနစ်နော်ဟုတ်ပြီအဲ့ဆိုအခုဒီမှာ9နာရီ50မိနစ်ကိုအင်ရထွက်မှာအင်ရစထွက်တဲ့အချိန်ပေါ့နော်ပြီးရင်ကျောင်းကိုရောက်ဖို့ကဒီမှာ30မိနစ်ကြာတယ်သူဘယ်အချိန်မှာအကြောင်းကိုရောက်မလဲโอเคအဲ့ဆို30မိနစ်ဆိုတော့ဒီမှာကြည့်အောင်နော်ဒီကနေဒီထိဆိုရှင်5မိနစ်10မိနစ်15မိနစ်20 25 30โอเคအဲ့ဆိုတော့ဒီနိုင်လက်တန်အတူလေးကဒီလိုလေးနည်းနည်းဖြစ်သွားပြီပေါ့နော်အဲဒီမိနစ်လက်တန်ကကြတော့ဒီကိုရောက်သွားပြီစမဆွဲပြရမြင်လားမသိနိုင်လက်တန်အတူလေးကဒီမှာဒါမိနစ်လက်တန်ကဒီမှာဟုတ်ပြီနော်အဲ့ဒါဆိုတော့8နာရီနဲ့ဘယ်လောက်ပြောင်းသွားမလို့ဟဲ့8နာရီနဲ့20မိနစ်မှာကြောင်းရောက်သွားမယ်ဟုတ်ပြီနော်အဖြေက8နာရီ20မိနစ်မှာကြောင်းကိုရောက်မယ်ဒီမှာဆရာမတို့နောက်တစ်မျိုးနဲ့တွက်ကြည့်မယ်ပေါ့နော်ဒါကတော့နိုင်ကိုကြည့်ပြီးတော့ဆရာမတို့စဉ်းစားလိုက်တာပေါ့နောက်တစ်မျိုးနဲ့ဆိုလို့ရှိရင်ကတော့ဒီ9နာရီ50မိနစ်ကိုစတင်တဲ့အချိန်ဆိုပြီးသတ်မှတ်ထားမယ်တခုခုကိုစပြီးလုပ်တဲ့အချိန်ပေါ့နော်စတင်ချိန်အဲဆို9နာရီ50မိနစ်စတင်ချိန်อืมကျောင်းကနေအရင်စထွက်တဲ့အချိန်ပေါ့နော်အဲ့လိုမျိုးအဲ့ဒါကအဲ့ဒါပြီးရင်ကြာအချိန်ပြီးရင်နောက်တစ်ခုကကျတော့ဘယ်အချိန်မှာကျောင်းကိုရောက်မလဲဘယ်အချိန်မှာကျောင်းကိုရောက်မလဲဆိုဆရာမတို့ကရောက်ရှိချိန်ပေါ့နော်ရောက်ရှိချိန်ဒါမှမဟုတ်လို့ရှိရင်ပြီးဆုံးချိန်ပေါ့ဒီကျောင်းသွားတဲ့ကိစ္စကြီးပြီးသွားတယ်ပေါ့အဲ့လိုမျိုးထားလိုက်ပေါ့ဟုတ်ပြီနော်ဒီမှာစတင်တဲ့အချိန်က9နာရီ50ကြာချိန်30အမှဆရာမကဘယ်လိုလေးတက်ပြမလဲဆိုတော့ဒီလိုနာရီမိနစ်ပုံစံတွေမှာဆိုလို့ရှိရင်ဒီလိုနာရီလေးမိနစ်လေးတွေကိုဒီလိုရေးမယ်ရေးမယ်9နာရီ50ဆို9နာရီ50 30မိနစ်ကြာတယ်ဆို30မိနစ်အဲဒီစကားလေးပေါ့နော်ပြီးရင်ဆရာမဘာလုပ်မလဲဆိုတော့ဒီမှာရောက်ရှိချိန်ပြီးဆုံးတဲ့အချိန်ကိုမေးလာဆိုဆရာမပေါင်းလိုက်မယ်ဟုတ်ပြီနော်50နဲ့30နဲ့ပေါင်းတော့80 80ဆိုပေမဲ့ဆရာမတို့ကဒီမှာ80မိနစ်ဆိုတာမျိုးမရှိတော့60မိနစ်ထိပဲရှိတော့ဘာလုပ်မလဲဆိုလို့ရှိရင်80ကိုဒီလိုခွဲမယ်ပေါ့နော်60မိနစ်ရဲ့20မိနစ်ရဲ့ခွဲမယ်ပေါ့ဟုတ်ပြီနော်အဲ့ဒါဆိုတော့ဒီ60မိနစ်ကတစ်နာရီဖြစ်မယ်ဒီ20မိနစ်ကကြံခဲ့မယ်အဲ့ဆိုတော့ဒီညမှာ20 80ဟုတ်တော့ဘယ်နဲ့ကဖြစ်သွားမလဲဆိုတော့အာ20ဖြစ်သွားမယ်ဒီကိုတစ်တင်လိုက်ရမယ်ပေါ့နော်တစ်နာရီရောက်အောင်မယ်ဆိုတော့8နာရီ20မိနစ်ဒီအဖြေကလည်း8နာရီ20မိနစ်ဒီမှာလည်း8နာရီ20မိနစ်9နာရီ80မိနစ်မဟုတ်ဘူးနော်အဲ့ဒါဆိုတော့ဒီလိုပုံစံမျိုးတွေကနောက်ပိုင်းမှာတော့အများကြီးတွက်ကမှဖြစ်တဲ့အတွက်ကြောင့်မို့လို့အခုနားမလည်ဒီလေကိစ္စမရှိဘူးနောက်သင်ခန်းစာတွေမှာဆရာမကထပ်ပြီးရှင်းပြသွားမှာမို့လို့စိတ်မပူနဲ့ဟုတ်ပြီနော်ဒီဟာလေးကိုလည်းနည်းနည်းမှတ်ထားကြည့်မယ်စပြီးတော့စတင်တဲ့အချိန်နဲ့ကြာတဲ့အချိန်နဲ့ပေါင်းလို့ရှိရင်ရောက်ရှိတဲ့အချိန်ပြီးဆုံးတဲ့အချိန်ရမယ်အားဆိုတော့ပုံစံမှာဘယ်အချိန်မှာပြီးမလဲဘယ်အချိန်မှာရောက်မလဲအဲ့လိုမေးရဆိုလို့ရှိရင်ဆရာမတို့ကဒီရှိတဲ့အချိန်တစ်ခုပေါ့နော်စလုပ်လိုက်တဲ့အချိန်ရဲ့ကြာတဲ့အချိန်တွေကိုပေါင်းပေးလိုက်ရင်ရမယ်ဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်ဆရာမနောက်တစ်ခုကိုတွားမယ် okay
ကဲဒီမှာလဲဆင်မကနှုတ်လေးရေးပြီးထားပါတယ်အာစတင်တဲ့အချိန်ကြာတဲ့အချိန်ပေါင်းလို့ရှိရင်ပြီးဆုံးချိန်ရတယ်ဒါကတော့ခုနဥပမာနဲ့အတူတူပဲပေါ့နော်ပြီးသွားပြီဒီမှာပြီးဆုံးတဲ့အချိန်ကြီးကနေကြာချိန်ကိုနှုတ်လို့ရှိရင်စတင်တဲ့အချိန်ရောက်မယ်ဥပမာအပြင်တားဟုတ်သမီးတို့ထမင်းစားလာ17နာရီ30မိနစ်မှာပြီးသွားတယ်ဟုတ်ပြီနော်နေ့လယ်17နာရီ30မိနစ်မှာပြီးသွားတယ် ကဲသမင်းစားတဲ့လို့ကြာတဲ့ချိန်ကမိနစ်30ကြာတယ်ကွယ်30မိနစ်သမင်းစားတယ်ပေါ့နော်ကဲအဲ့ဒါဆိုတာတို့သမီးတို့ဘယ်အချိန်မှာစပြီးစားတာဖြစ်မလို့သမင်းစားတာဖြစ်မလဲဆိုလို့ရှိရင်ဒီ17နာရီ30မိနစ်ထဲကနေ30မိနစ်ကိုနှုတ်လိုက်တော့ဘယ်အချိန်မှာစဖြစ်မလဲဆိုတော့17နာရီမှာသမင်းစားတယ်ပေါ့နော်อืมအဲ့လိုမျိုးလေးဒီလိုမျိုးလေးတွဲပြီးမှတ်ထားလို့ရှိရင်ဒီတိုင်းဒီလိုမျိုးပဲဖြောင်းမှတ်တာသက်ဆိုင်လို့ရှိရင်ဒီလိုမျိုးလေးမှတ်လိုက်ရင်ပို့ပြီးတော့မှတ်မိလိမ့်မယ်နော်ပြီးဆုံးတဲ့အချိန်ကြီးကနေစတင်တဲ့အချိန်ကိုနှုတ်လို့ရှိရင်ကြာတဲ့အချိန်ရမယ်โอเคဒါတော့သမီးတို့သမင်းအင်စာစလောက်တာအိမ်ရောက်တော့အင်စာတွေရေးတယ်ပေါ့နော်ညနေ9နာရီမှာ9နာအာ9နာရီမှာအင်စာလောက်တာပြီးသွားတယ်အင်စာစပြီးလောက်တာက3နာရီမှာစလောက်တာ အဲ့ဒါဆိုအိမ်စာလုပ်တဲ့အချိန်ဘယ်လောက်ကြာလဲဆိုလို့ရှိရင်အိမ်စာတွေကို2 နာရီကြာလုပ်လိုက်ရတယ်ပေါ့နော်9 နာရီတည်းကနေ3နာရီကိုနှုတ်လိုက်တော့2 နာရီကြာတယ်ဟုတ်ပြီနော်အဲ့တော့ဒီလိုမျိုးလေးတွေအိမ်ကလူကြီးတွေလည်းပြန်ပြီးတော့လေ့ကျင့်ပေးလို့ရပါတယ်အချိန်သင်ခန်းစာကကလေးတွေအတွက်ဆိုလို့ရှိရင်ခတ်တဲ့3တန်းမှာဆိုခက်ခဲတဲ့သင်ခန်းစာတွေမှာပါတယ်ပုံမှန်အဖြစ်ကလေးတွေကဒီလိုသင်ခန်းစာတွေဆိုလို့ရှိရင်ဟိုပေါ့အလွတ်မှတ်လိုက်ရတာမျိုးတွေပုံများတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးအိမ်ကနေ့စဉ်လုပ်နေတဲ့ဥပမာလေးတွေနဲ့သင်ကြားကြည့်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့အဆင်ပြေလိမ့်မယ်ပေါ့နော်ဟုတ်ပါပြီဆိုလို့ရှိရင်နောက်တစ်ခုကိုပြောင်းပါမယ်ရှင်ကဲဒီမှာကတော့တရားကစပြီးတော့တော့ကပြီးတော့เนาะဒီမှာဆိုလို့ရှိရင်ဒီကပထမဆုံးစတော့ကတဲ့ပု္ပ္ပာပုံစံမျိုးတွေကတော့တခါလေးပဲတန်းပြီးတော့ပြောနိုင်တယ်ဆိုနိုင်တယ်ဆိုလို့ရှိရင်လည်းကိစ္စမရှိဘူးနိုင်နဲ့ပဲတခါလေးတန်းပြီးပြောလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်မပြောနိုင်ကြသေးဘူးမရေးနိုင်ကြသေးဘူးဆိုလို့ရှိရင်တော့ဒီလိုမျိုးနိုင်တွေကိုဆွဲတာမျိုးပဲဖြစ်ဖြစ်ပေါ့နော်နိုင်ဆွဲပြီးတော့ဒီစာအုပ်ပေါ်မှာချဆွဲပြီးလောက်တာမျိုးပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်ချပြီးတော့နိုင်မိနစ်နဲ့ချတွက်ကြည့်ရမျိုးပဲဖြစ်ဖြစ်လုပ်လို့ရတယ်ဒီမှာကတော့နိုင်ပုံမဆွဲပြတော့ဘူးဆရာမကတော့ချပဲတွက်ပြမယ်ဒီမှာဆိုလို့ရှိရင်ဆရာမက9နာရီ30မိနစ်ဆိုတဲ့ဟာကိုကိစ္စတစ်ခုခုပေါ့နော်အဲ့လိုမျိုးအလုပ်တစ်ခုခုစလုပ်တဲ့အချိန်လို့မှတ်ထားလိုက်မယ်စလုပ်တဲ့အချိန်ပေါ့နော်ဒီမှာအကြာဆိုတော့ဒီဟာကကြာချိန်ပေါ့ကဲ तू ကဘယ်အချိန်ကိုမြင်ရလဲဆိုတော့အောက်မှာအချိန်တွေကိုရှာစားလုပ်ပြီးတော့မှကြာချိန်ပေးထားတယ်ဆိုတော့ဆရာမတို့ကိုဘာအချိန်ကြီးရှာခိုင်းတာလဲဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ပြီးဆုံးတဲ့အချိန်တွေကိုရှာခိုင်းတာပေါ့နော်ဆိုတော့ဆရာမခုနကပြောသလိုပဲဒီနှစ်ခုကိုပေါင်းလိုက်ပြီးဆိုလို့ရှိရင်ပြီးရဲ့အချိန်ရမှာပေါ့ဆိုတော့ဘာရေးမှာလဲစပြီးတော့နာရီမိနစ်စရေးမယ်ပြီးရင်9နာရီ30မိနစ်ရဲ့ပြီး40မိနစ်အကြာနော်ဒီလိုလေးပြီးရင်ပေါင်းလိုက်တယ်ပေါ့နော်စမဒီမှာဒီတစ်ဆောင်ကြီးโอเค30နဲ့40နဲ့ပေါင်းလိုက်လို့ရှိရင်ဘယ်လောက်ရမလဲဆိုတော့80မိနစ်80ရမယ်ပေါ့နော်ကဲမိနစ်80ဆိုလို့ရှိရင်စပြီးတော့စဉ်းစားပြီးနော်မိနစ်80ဒီမှာအတိုင်းရေးလို့မရပါဘူးဆရာမတို့ဒီမှာဘယ်လောက်ထိပဲရေးလို့ရမလဲဆိုတော့မိနစ်အောင်မှာ59မိနစ်ထိပဲရေးလို့ရမယ်မိနစ်60ပြည့်ပြီဆိုတာနဲ့ဟိုဘက်ကတနားရီရောက်တော့ဟုတ်ပြီနော်ဒီမှာဘယ်လောက်ဖြစ်နေပြီလို့ဒီမှာကမိနစ်80ဖြစ်နေပြီမိနစ်80ဆိုတော့ဆရာမဒီဘေးနားလေးမှာအကျန်းလေးရေးထားမယ်မိနစ်90ကိုအကျန်းလေးရေးထားပြီးတော့ဘယ်လိုလေးခွဲမလဲဆိုလို့ရှိရင်60မိနစ်နဲ့ကျန်တဲ့ဟာနဲ့ခွဲမယ်ပေါ့နော်30နဲ့ကဲဒီ60မိနစ်ကဘယ်ကိုရောက်မှာလဲဆိုတော့တနာရီဖြစ်မှာဟုတ်ပြီနော်ဒီဟာကတော့10ကျန်တဲ့10မိနစ်ကတော့10မိနစ်ပဲ
Okay အဲ့ဆိုမိနစ်80ဆိုလို့ရှိရင်60နှုတ်ပြီးလိုက်တော့ဒီမှာက10မိနစ်ဒီမှာက1နာရီအဲ့ဆို10နာရီဘယ်အချိန်မှရောက်မှလဲဆိုတော့10နာရီ10မိနစ်မှာချိန်ပေါ့နော်10အချိန်အောင်10နာရီ10မိနစ်ဖြစ်မယ်ပေါ့ဟုတ်ပြီနော်ရမယ်နော်အဲ့ဆိုလို့ရှိရင်အာဆင်မဒီမှာနောက်တစ်ပုဒ်ကိုဒီနားလေးမှာတွေ့ပြမယ်နာရီမိနစ်တီတီချာချာလေးရေးမယ်အဲ့မှာမိနစ်မှာဆိုမိနစ်ဒီပါလေးရေးတတ်တယ်တချို့ကလေးလေး9နာရီ45မိနစ်ပြီး35မိနစ်အကြာဟုတ်ပြီနော်ဟောင်းမယ်နော်45နဲ့35နဲ့ပေါင်းတော့80 80တိုင်းရေးလို့ရလားမရအောင်စမောဘာလုံးတော့80ကို60မိနစ်နဲ့80ရဲ့60မိနစ်20မိနစ်နဲ့ခွဲလိုက်မယ်ဒီ60မိနစ်ဘယ်ကိုရမလို့ဒီ60မိနစ်ကတနာရီဖြစ်မယ်ဒီကြံခဲ့တဲ့20ကတော့မိနစ်မှာပဲကြံခဲ့မှာဟုတ်ပြီနော်ဒီဟာလေးကိုမှတ်မိအောင်လုပ်ထားမယ်နော်ဒီဟာလေးကပြီးရင်ပါလာတော့ပါโอเคအဲ့ဆိုဒီမှာ20မိနစ်ဒီကိုတနာရီတင်လိုက်မယ်အဲ့ဆို6နာရီ20မိနစ်အိမ်မှာနာရီရှိရဆိုလို့ရှိရင်နာရီကိုလှည့်ပြီးတော့လုပ်ကြည့်လို့ရတယ်နာရီအဟောင်းရှိရင်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်းခုနလိုမျိုးဒီအရှိရပု္ပ္ပာမှာလိုမျိုးနာရီပုံကိုဆွဲပြီးတော့35မိနစ်ကို9မိနစ်ချင်းစီ9မိနစ်ချင်းစီသွားလဲတွက်လဲရတယ်ဟုတ်ပြီနော်อืมအဲ့ဆိုရင်စမတိအပုပ်ကိုဖြတ်လိုက်ပြီဟုတ်ပြီနံပါတ်ခငယ်နံပါတ်ခငယ်ကဒီမှာဆရာမတို့ကိုဗာပေးထားလဲဆိုမနက်လို့ပေးထားတယ်ဟုတ်ပြီနော်မနက်ဆိုညမဟုတ်ဘူးပေါ့ကွယ်ဟုတ်ပြီမနက်7နာရီ40မိနစ်ဆိုတော့ထုံးစံတိုင်းနဲ့ဘာမှစဉ်းစားစရာမလိုဘူးနာရီနေရေးမယ်ကဲ7နာရီ40မိနစ်ဒီမှာတော့ဒီလိုရိုးရိုးမိနစ်တွေပဲမဟုတ်တော့ဘူးတနာရီ20မိနစ်ကြာကဲဘာလို့မလို့ပေါင်းစရာရှိတာပေါင်းမယ်40နဲ့20နဲ့ပေါင်းတော့60ဆရာမဒီမှာပြောထားတယ်ဘယ်နှစ်မိနစ်ထိပဲရေးလို့ရမှာလို့59မိနစ်ထိပဲရေးလို့ရမှာဟုတ်ပြီနော်အဲ့ဆို60တောင်ပြည့်သွားပြီဆိုတော့60ဆိုပါဖြစ်သွားပြီဟုတ်ဟဲ့60မိနစ်တနာရီဖြစ်သွားပြီနော်အဲ့ဆိုတော့ဒီမှာကဘာဘဲကြံခဲ့မလို့3မိနစ်ပဲကြံခဲ့မှာဟုတ်ပြီနော်ဒီကိုဘာရောက်မလို့ဒီကိုဘာရောက်မလဲအဲ့ဆိုတော့ဒီမှာကြည့်ကြည့်ရအောင်7နာရီနဲ့ဒီမှာ1ဆိုတော့73နာရီဟုတ်ပြီနော်73နာရီဆိုတာဘယ်အချိန်ကိုပြောရလဲဆိုတော့နေ့လယ်တနာရီကိုပြောတာဒီမှာကွာဒီမှာဒီမှာလေးစမရေးပြဒီမှာ12နာရီ12နာရီမီဒီယာဟာလေးက73နာရီရပါပြီတော့နေ့လယ်တနာရီဟုတ်ပြီနော်อืมအဲ့ဆိုတော့ဒီမှာဆိုရင်အဖြေကနေ့လယ်လာရက်တာနဲ့လဲမယ်နော်နေ့ရက်လေကောင်မို့လို့နေ့လယ်တနာရီပါอืมဒါမယ်နော်နိုင်လေးကိုလှည့်ပြီးတော့တွက်ကြည့်လဲရတယ်ဒီလိုမျိုးချတွက်လဲရတယ်အဆင်ပြေမယ်နော်အားဆိုလို့ရှိရင်အာဒီနေ့အတွက်သင်ခန်းစာကတော့ဒီလောက်ပါပဲအာဆင်မတို့နောက်သင်ခန်းစာလေးမှာဆက်ပြီးတွေ့ပါမယ်။နိုင်သင်ခန်းစာကဆင်မခဏပြောခဲ့သလိုပဲခက်ခဲပါတယ်ကလေးတွေအတွက်လေ။အဲ့ဒါဆိုတော့တည်တည်ချာချာနိုင်လို့ကြမယ်နော်။